ရှင်ချက်တယ်ဆိုတာဘာလဲမသိပေမဲ့ကျမမှန်ချင်းကိုမေးမိရယ်မေးရင်ချက်လာပြီလားလို့အဲ့လိုကိုမေးမိတော့စိတ်ထဲမှာဘာတွေးမိလဲဆိုရင်ကျမမရင်ချက်သေးပါဘူးကျမလူတွေကိုလွယ်နဲ့ယုံကြည်မိနေတော့ကျမတွေးလွန်နေတော့ကျမအခုဒီကလေးဆန်နေတော့လို့တွေးမိတယ်ဒါကြောင့်ရင်ချက်ချင်းဆိုတဲ့စကားဘာလဲမသိပေမဲ့ကျမစိတ်ထဲမှာတော့ရင်ချက်ချင်းဆိုတဲ့ခေါင်းစဉ်ကအရာရာကိုမတွေးတတ်ပဲအရာရာကိုလွယ်နဲ့ယုံကြည်နေတော့လို့ထင်မိတယ်ခင်ချင်းတို့ရောရင်ချက်ချင်းဆိုတဲ့အဓိပ္ပာယ်ကိုသိလိုက်ရင်တင် comment လေးမှာဖြည့်ခဲ့ပြီးနော်ဒီနေ့မနက်ပိုင်းတော့အာလူလေးကြောစားမယ်အာလူလေးကိုကျွတ်တော်ကတော့များများလှိလိုက်တယ်ဘာလို့လဲဆိုတော့စီချက်လေးလုံရင်လေစီချက်လေးလုံရင်လည်းဆိုတော့ကျွတ်တော်ကနည်းနည်းများမယ်အမစီလေးထည့်ပြီးရင်ဆုံးစီလေးတတ်မယ်စောစောတော့ရေးချက်ချင်းဆိုတဲ့စာသားလေးကိုရေးခဲ့တာလွန်ခဲ့တဲ့2021ကပါအခုပြန်ဖတ်တော့ငါရင်ကကြပြဆရာမကြီးလုံးမလို့နဲ့လူတွေရေးခဲ့ပါလားလို့တွေးမိသွားတယ်တပုတ်သေးလည်းမဟုတ်နှစ်ပုတ်သုံးပုတ်အများကြီးပဲရော။အိုးငါရင်ကဝတ္ထုရေးတဲ့ပုံစံကြပြရေးတဲ့ပုံစံမျိုးလိုက်ပြီးတူတွေဖတ်ရလို့မျိုးတွေရေးခဲ့ပါလားလို့လည်းပြန်တွေးမိတယ်။ဒါမဲ့ကိုရေးခဲ့တဲ့စာသားတွေကတကယ်ကိုခန်းစားချက်တွေနဲ့ရေးခဲ့တာဆိုတော့ခါလီကြကလည်းခုလိုပြန်ဖတ်လိုက်တဲ့အချိန်မှာရင်းထဲမှာတော့တမျိုးလေးပဲအချိန်တွေကိုနောက်ပြန်ဆုပ်လို့ရရင်အဲဒီကာလလေးကိုပြန်သွားခြင်းနဲ့ဘာလို့လဲဆိုတော့အစင်မပြေဘူးဆိုရင်တော့မိသားစုစုံစုံလင်းလင်းကိုချေရတဲ့လူတွေရှိရလေနောက်ထပ်ရေးရတဲ့ကြပြားတွေကိုနားထောင်ခြင်းနဲ့ဆိုရင်လည်း comment မှာမှန်ကြနော်ဒီလိုဗီဒီယိုလေးရရင်လည်းပြပြသွားပြီးမယ်အလူကြော်လေးလည်းကြော်လို့ပြီးပြီဆိုတော့ဖျားဆွတော့ကဖျားရှိကိုအညံဝေးအေးချမ်းရရုံပြပါဆိုရင်ဖျားရည်တရားရည်ဆိုတာအရမ်းမှန်တယ်အဖေကမြင်းရမ်းနာမည်လေးခေါ်ပြီးအမြပေးဝေပြီးတယ်သူရောက်ရဌာနလေးဘယ်နေရာပဲဖြစ်ဖြစ်တာလို့ခေါ်ဆိုနိုင်အောင်လို့အလူကြော်လေးကနည်းနည်းလေးနဲ့အရင်ဆောက်လို့ကောင်းပါရဲ့ကိုချက်ကိုကောင်းကိုတက်ပါရှင်ယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုဟာကင်ကြီးဝင်းဆွေအားစာထား၍အလုံးသာသာသမျှယူတော်မူကြပါတီရှူပေးရဲ့အတွက်ဒုတိယချင်းနေတာကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။မမဝေတာလို့ခေါ်တာကိုလည်းအားလုံးလည်းဒါလို့ခေါ်ဆိုနိုင်ပါစေ။ကျေးဇူးပါ။